ကမ္မထဆရာလက်ထောက်အမျိုးသမီးတယောက်ကနေပြီးတော့ဘုန်းကြီးရဲ့စကားကိုညှင်းဆိုတယ်ပေါ့လက်မခံရှင်ဘုရားမဖြစ်နိုင်ဘူးတဲ့ခန္ဓာကိုယ်ထဲမှာနိဗ္ဗာန်ရှိတယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့ဘုန်းကြီးကဒီမှာသုတ်တန်တစ်ခုရှိတယ်လို့မြတ်စွာဘုရားကအခုလိုဟောထားတယ်လို့ခန္ဓာကိုယ်ထဲမှာပဲလောကသမုဒယလောကနိရောဓဂามိနိရှိတယ်လို့ဟောဒီခန္ဓာကိုယ်မှာပဲရှိတယ်လို့မြတ်စွာဘုရားဟောထားတာလို့မြတ်စွာဘုရားဟောတဲ့စကားအရဆိုရင်နိဗ္ဗာန်ခန္ဓာကိုယ်ထဲမှာရှိတယ်လို့ပဲပြောရမှာပဲလို့သူကဘာနဲ့ထောက်ပြောတော့ဆိုတော့အဘိဓမ္မာမှာတဲ့နိဗ္ဗာန်ကိုဗဟိတလို့ဟောပါတယ်တဲ့ဗဟိတဆိုတာအပြင်မှာရှိတယ်လို့သူကပြောချင်တာပေါ့လေအစ္ဆတဗဟိတအစ္ဆတဓမ္မဗဟိတဓမ္မနဲ့လာတဲ့အခါနိဗ္ဗာန်ဟာဗဟိတတရားဖြစ်တယ်ဒါကြောင့်မို့လို့ခန္ဓာကိုယ်ထဲမှာမရှိနိုင်ဘူးကဲမြတ်စွာဘုရားကသုတ်တံမှာရှိတယ်အစ္ဆတဗဟိတဆိုတာကလို့အကြောင်းတစ်ခုခုနဲ့မြတ်စွာဘုရားကဟောတာဖြစ်တယ်အစ္ဆတဆိုတာခန္ဓာ၅ပါးကိုအစ္ဆတလို့ပြောထားလို့ရှိရင်ခန္ဓာ၅ပါးထဲမှာမပါဝင်တဲ့တရားသည်ဗဟိတအပြင်မှာရှိလို့ဗဟိတလို့ပြောတာမဟုတ်ဘူးခန္ဓာ၅ပါးထဲမှာရှိနေရင်အစ္ဆတခန္ဓာ၅ပါးထဲမှာဖွဲ့စည်းထားရင်အစ္ဆတဆိုပါစို့မင်္ဂလာဈေးကအဖွဲ့အသင်းတွေရှိတယ်မဟုတ်လားအဲ့ဒီအဖွဲ့အစည်းထဲမှာမင်းဘာအဖြစ်ပါလို့ရှိရင်အစ္ဆတပေါ့သို့သောမင်္ဂလာဈေးထဲမှာအဖွဲ့ထဲမပါဘူးဆိုရင်ဗဟိတပေါ့အဖွဲ့ထဲမှာမပါဘူးလို့ပြောလို့မရဘူးလားအတွင်းလူအပြင်လူပြောတာပဲဟုတ်ကဲ့လားအဲ့ဒါလိုပဲနိဗ္ဗာန်ကိုဗဟိတလို့ဟောတာဟာလို့ခန္ဓာ၅ပါးထဲမှာမပါလို့မြတ်စွာဘုရားကဗဟိတလို့ဟောတာပါလို့ဟောဒီသုတ်တံမှာမြတ်စွာဘုရားခန္ဓာထဲမှာရှိတယ်လို့အတိအကျဟောထားတယ်လို့ရှိတယ်လို့ပြောထားတယ်ကဲပို့ပြီးတော့သေချာအောင်ကဲပိဋကသေချာနားထောင်လို့နိဗ္ဗာန်ဟာခန္ဓာကိုယ်ရဲ့ရှိမရှိကဲမြတ်စွာဘုရားသခင်ကိုရောမြတ်အလောင်းတော်ဘဝက6နှစ်ပတ်လုံးတရားရှာပြီးတော့နောက်ဆုံးတရားကျင့်လိုက်တဲ့အခါအမှန်တရားကိုတွေ့တယ်ဟုတ်ကလားဘုရားဂယာဒေသမဟာဗောဓိပင်အောက်မှာသစ္စာ၄ပါးတွေအကုန်လုံးသိလို့မိမိတဏ္ဍာမှာဖြစ်တဲ့ကိလေသာတွေငြိမ်းသွားတယ်ကိလေသာនិရောဓနိဗ္ဗာန်လို့ခေါ်တယ်ကိလေသာငြိမ်းသွားတယ်အဲ့ဒီကိလေသာငြိမ်းတာဟာညောင်ပင်အထဲထဲမှာငြိမ်းတာလားသို့မဟုတ်ကိုယ်ခန္ဓာကိုယ်ထဲမှာငြိမ်းတာလားကိလေသာငြိမ်းတာကကိလေသာကဘယ်မှာဖြစ်တာတုံးလို့မေးလို့ရှိရင်ခန္ဓာထဲမှာဖြစ်တာမဟုတ်လားအဲ့တော့ငြိမ်းတာကအပြင်ထွက်ပြီးငြိမ်းတာလားခန္ဓာထဲမှာပဲငြိမ်းတာလားအဲ့တော့ကိလေသာကိုအစ္ဆတလို့ပြောလို့ရှိရင်ကိလေသာငြိမ်းသွားတာကိုရောအစ္ဆတလို့ပြောလို့မရဘူးလားဟုတ်တယ်မဟုတ်လားမိမိတဏ္ဍာမှာရှိတဲ့ကိလေသာတွေမိမိတဏ္ဍာမှာပဲငြိမ်းသွားတယ်အဲ့ဒီငြိမ်းသွားတာကိုပဲကိလေသာနိဗ္ဗာန်လို့ခေါ်တယ်လို့နိဗ္ဗာန်2မျိုးတည်းမှာဒါကိုပဲနာမည်တစ်မျိုးနဲ့ဆိုရင်သဥပါရိသေသနိဗ္ဗာန်လို့ခေါ်တယ်လို့သဥပါရိသေသဥပါတိဆိုတာကတဏှာဒိဋ္ဌိတွေနဲ့ရှင်တွဲလာတဲ့ကံကအကျိုးပေးထားတဲ့ကံရဲ့အကျိုးဆက်တွေဟာ remain ဖြစ်နေတယ်ကြမ်းနေသေးတယ်ဆိုပါစို့မြတ်စွာဘုရားရဲ့တဏ္ဍာမှာကိလေသာတွေတော့ငြိမ်းသွားပြီသို့တော့ရုပ်ခန္ဓာကြီးနဲ့နာမ်ခန္ဓာတွေမကြံဘူးလားကြမ်းနေတယ်အဲ့ဒါလို့ရုပ်ခန္ဓာနာမ်ခန္ဓာဒီကံကိလေသာတွေရဲ့အကျိုးဆက်မဟုတ်လားကံကိလေသာတွေကထုတ်လုပ်ထားတဲ့ရုပ်ခန္ဓာနဲ့နာမ်ခန္ဓာကကြမ်းနေသေးတယ်အဲ့ဒါကိုမှီပြုပြီးတော့ဖြစ်တဲ့ကိလေသာတွေကတော့ငြိမ်းသွားတယ်အဲ့ဒီကိလေသာငြိမ်းတာဟာမြတ်စွာဘုရားရဲ့အပြင်မှာငြိမ်းတာလားမြတ်စွာဘုရားခန္ဓာထဲမှာငြိမ်းတာလားလို့ခန္ဓာထဲမှာငြိမ်းတာအဲ့ဒီငြိမ်းတာကိုသဥပါရိသေသနိဗ္ဗာန်လို့ခေါ်တာပဲအဲ့တော့သဥပါရိသေသနိဗ္ဗာန်ဟာတခြားမှာရှိတာလားမြတ်စွာဘုရားရဲ့ခန္ဓာထဲမှာရှိတာလားလို့ပိဋကတွေကတော့သဘောကျတယ်ဟိုခုနကညင်းတဲ့အမျိုးသမီးကသူကဘုဒ္ဓရှိတယ်လက်ထောက်ဆရာမှာ
သူကတော့နည်းနည်းတွေးဝေသွားတယ်ပေါ့သူကဗဟိတလို့ဆိုတဲ့အတိကိုသူကစွဲထားတာဟုတ်အဲ့လိုပြောလိုက်တော့ကိလေသာတွေငြိမ်းတာမြတ်စွာဘုရားခန္ဓာထဲမှာငြိမ်းတာဖြစ်သောကြောင့်ခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့ပဲပြောရတယ်ဒါကိလေသာនិရောဓနိဗ္ဗာန်လို့ခေါ်တယ်အဲ့ဒီနိဗ္ဗာန်ကိုမြတ်စွာဘုရားမျက်မှောက်ပြုတာပဲနောက်သက်တော်80ပြည့်တဲ့အခါကြလို့ရှိရင်လို့ကုသိဏယုံအင်းချင်းဆုံးအကြားမှာမြတ်စွာဘုရားမြောက်မျက်နှာအုတ်ခေါင်းလှည့်ပြီးတော့အုတ်ခေါင်းထားပြီးတော့ခုနကကြမ်းနေသေးတဲ့ကံကိလေသာတို့ရဲ့အကျိုးဆက်ဖြစ်တဲ့ဝိဘက်နာမခန္ဓာတွေအားလုံးဟာချုပ်ငြိမ်းသွားတယ်။ကံကြောင့်ဖြစ်တဲ့တရားတွေရုပ်ခန္ဓာကြီးလည်းရပ်ဆိုင်သွားတယ်။နာမ်ခန္ဓာတွေလည်းအားလုံးရပ်ဆိုင်သွားတယ်။အကျိုးတွေအားလုံးအကျွင်းကြံမရှိရပ်ဆိုင်ပြီးတော့ပျက်စီးသွားတယ်။အဲ့ဒါကြတော့ခန္ဓာပရိနိဗ္ဗာန်လို့ခေါ်တယ်လို့တခြားနာမည်နဲ့ပြောမယ်ဆိုရင်အနုပါတိသေတနိဗ္ဗာန်အကျွင်းကြံမရှိအောင်ငြိမ်းသွားတယ်အငြိမ်းလို့ပြောတာလို့အဲ့တော့သောဥပါရိသေတနိဗ္ဗာန်ကလည်းခန္ဓာကိုယ်နဲ့ပတ်သက်ပြီးပဲပြောလို့ရတယ်အနုပါရိသေတနိဗ္ဗာန်ကလည်းခန္ဓာနဲ့ပဲပတ်သက်ပြောလို့ရတယ်ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကနိဗ္ဗာန်ဆိုတာခန္ဓာထဲမှာရှိတယ်လို့ခေါ်တာပါလို့သူ့ကိုအဲ့လိုရှင်းပြတော့နောက်ထပ်တော့မေးခွန်းမတက်လာတော့ဘူးပေါ့အဲ့ဒီတုန်းကပြောခဲ့တာကိုမှတ်မိသေးတယ်ဒီသုတ်တံမှာမြတ်စွာဘုရားကဟောထားသည့်အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်တွေWhere is the နိဗ္ဗာန်နိဗ္ဗာန်ဘယ်မှာရှိသလဲလို့ဆိုလို့ရှိရင်နိဗ္ဗာန်ဆိုတာခန္ဓာနဲ့ပတ်သက်ပြီးမှပြောလို့ရတယ်။ဒါကြောင့်မို့ကိုယ်ခန္ဓာထဲမှာကိလေသာငြိမ်းတာဟာကိလေသာနိဗ္ဗာန်ပဲ။သာဥပါတိသေတာနိဗ္ဗာန်ပဲ။ကိုယ်တဏ္ဍာမှာရှိနေတဲ့ခန္ဓာတွေဉာဏ်နဲ့ခန္ဓာတွေအကျိုးခန္ဓာတွေအလုံးငြိမ်းသွားတာဟာအနုပါတိသေတာနိဗ္ဗာန်ပဲဆိုတော့နိဗ္ဗာန်ဟာခန္ဓာနဲ့တခြားလားခန္ဓာထဲမှာပဲခန္ဓာနဲ့ပတ်သက်ပြီးရှိနေတာလားဆိုခန္ဓာနဲ့ပတ်သက်ပြီးရှိနေတာဒါကြောင့်မို့လို့အထက်ကရာတွေမှာဘလို့ရေးထားတော့ဆိုနိဗ္ဗာန်ပိခန္ဓာပฏิပတ္ထမေဝတဲ့နိဗ္ဗာန်အကြောင်းကိုပြောချင်ရင်လည်းခန္ဓာနဲ့ပတ်သက်ပြီးပြောမှဖြစ်တယ်ဟုတ်ကလားဘာလို့လို့ဆိုငြိမ့်နေဆိုဘာငြိမ့်တာတော့လို့မေးလို့ရတာပေါ့အဲ့တော့ငြိမ့်စရာမရှိဘဲနဲ့ငြိမ့်မှမလားကိလေသာရဲ့ငြိမ့်ခြင်းခန္ဓာရဲ့ငြိမ့်ခြင်းဆိုတော့ကိလေသာနဲ့ခန္ဓာနဲ့ဆက်ပြီးပြောရတာပဲမဟုတ်လားမီးကလေးငြိမ့်သွားတယ်ဆိုရင်ဘာမီးငြိမ့်တာလဲဖျောင်းနိုင်မီးငြိမ့်တာလားထင်းမီးငြိမ့်တာလားဖျောင်းနိုင်မီးတို့ထင်းမီးတို့နဲ့ဆက်ပြီးမပြောရဘူးလားအဲ့ဒါကြောင့်မို့လို့နိဗ္ဗာန်ပိခန္ဓာပฏิပတ္တမေဝခန္ဓာနဲ့ဆက်ပြီးတော့ပြောရတာလို့ပိဋကတ်တွေကတော့အဲ့ဒါကိုလက်ခံသွားဒါကြောင့်မို့လို့မြတ်စွာဘုရားကရောဟိတတသုတ်မှာဟောဒီတလန်လောက်ရှိတဲ့ခန္ဓာကိုယ်ထဲမှာပဲလောကဆိုတာလည်းရှိတယ်လောကဖြစ်ကြောင်းတရားဆိုတာလည်းရှိတယ်လောကချုပ်ရနိဗ္ဗာန်ဆိုတာလည်းရှိတယ်လောကချုပ်ရအကျင့်ဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာလည်းရှိတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာပါလို့ကဲကောင်းပြီဘုန်းကြီးတို့တွေတကယ်အရေးကြီးတာကဩကတလောကကြီးရဲ့အဆုံးကိုရှာဖို့အရေးကြီးတာလားကိုယ်သင်္ခါရလောကရဲ့အဆုံးကိုရှာဖို့အရေးကြီးတာလားသင်္ခါရလောကရဲ့အဆုံးကိုရှာရမယ်တဲ့မြတ်စွာဘုရားလောကဆိုတာဟာဘာကိုလောကလို့ခေါ်တာတုံးလို့ထပ်ဆင့်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာ